ဒီနေ့တော့ရာသီပေါ်အသီးဖြစ်နေတဲ့ Duyan cheesecake လေးအတူတူလုပ်ကြည့်ကြရအောင်ပါဝင်ပစ္စည်းအချိုးအစားအတိအကျကိုပြပြပေးသွားမှာမို့ဗီဒီယိုကိုအခုပဲ save ထားလိုက်တော့နော်ပထမဆုံးအခန်းအပူချိန်မှာပြော့အောင်ထားတဲ့ cream cheese 300g ထဲကိုတခြား 50g ထည့်ပြီးတမအောင်မွေပေးပါကြက်ဥ3လုံး 150g နဲ့ကြက်ဥအနည်းတစ်လုံးကိုခောက်ပြီးတာနဲ့စောစောက cream cheese ထဲကို3ခါခွဲထည့်ပြီးတခြားမွေပေးရပါမယ်ခန်းအပူချိန်မှာရှိတဲ့ heavy cream 185g နဲ့ပြောင်းဖို့ကစီမုံ 9g ကိုထပ်ထည့်ပြီးမွေပါပြီးရင်တော့အသားလေးအိတ်ဆက်သွားအောင်စကားနဲ့2ခါ3ခါလောက်စစ်ချပေးပါခုကတော့အရေးအကြီးဆုံးအစင်ပါပြီးချေထားတဲ့ဒူးရင်အနည်း 200g တီတီကိုထည့်ပြီးတမအောင်ထည့်မွေပေးပါမုံဖုတ်စကူခံထားတဲ့6လက်မပန်းထဲကိုလောင်းထည့်မယ်လေးဘူးခေါင်းတွေထွက်သွားအောင်အသားလေးခောက်ပေးပါအတင်းအပူပေးထားတဲ့ oven ထဲမှာ230 degree နဲ့22မိနစ်ဖုတ်ပေးပါအေးခံတီတာနဲ့ရေခဲဒေတာထဲမှာတညလောက်ထည့်ထားပေးရပါမယ်ကဲတညပြေးသွားပြီဆိုရင်တော့အရသာရှိပြီးအိတ်ဆက်ညွဲ့ဒူးရင် cheesecake လေးရပါပြီကိုယ်တိုင်ပဲစမ်းလုပ်ကြည့်မလားသူငယ်ချင်းတွေကိုမဲလုပ်ကြွေးခိုင်းမလားဗီဒီယိုလေးကို share သွားဖို့မမေ့နဲ့နော်